အားလုံးပဲမင်္ဂလာပါရှင် Loan Officer စုမေဖြစ်ပါတယ် US မှာချင်းငွေသုံးပြီးတော့မှအိမ်ဝယ်တဲ့အခါမှာတွေ့ရတတ်တဲ့စကားလုံးလေးတွေဖြစ်တဲ့ဒီ equity ဆိုတာဘာကိုပြောတာလဲ LTV ဆိုတာဘာလဲပြီးတော့မှ cash out refinancing ကဘယ်လိုအလုပ်လုပ်တယ်လဲပေါ့နော်အဲ့ဒါကိုဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ refinancing ကနှစ်မျိုးရှိတယ်ပေါ့နော် rate and term cash out ဆိုတော့အရင်ဆုံး refinance လုပ်တယ်ဆိုတာဘာလဲဆိုတာမသိတဲ့သူတွေအတွက်အရင်ဆုံးပြပြချင်တယ် refinance လုပ်တယ်ဆိုတာကမိမိအိမ်ရဲ့လက်ရှိချင်းငွေကိုအခြားချင်းငွေတစ်ခုနဲ့အစားထိုးတာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံး refinance လုပ်တဲ့အမျိုးအစားပါလဲဆိုတော့ rate and term refinance ဆိုတော့ဒါကကြတော့ဘာပြောတာလဲဆိုကိုအရင်တုန်းကအိမ်ဝယ်တုန်းကပေါ့နော် interest rate များနေတယ်လက်ရှိမှာ interest rate တွေကျနေတဲ့အတွက်ကိုကလစဉ် payment ကျကြလို့ refinance လုပ်တာကျမတို့က rate and term refinance လို့ခေါ်တယ်နောက်တစ်ခုကကြတော့ cash out refinance cash out refinance ကကြတော့ကိုအိမ်မှာပိတ်မိနေတဲ့ equity အိမ်အရင်ကိုကနေပြန်ထုတ်ပြီးတော့မှာပေါ့နော်အိမ်မှာကြီးမပြုပြင်ပြောင်းလဲဖို့ပဲဖြစ်ဒါမို့လို့ရှိရင်ဒီ emergency သုံးချင်လို့ပဲဖြစ်ပေါ့နော် cash ကိုပြန်ထုတ်ပြီးတော့မှသုံးတာဆိုတော့ကျမတို့က rate and term ပဲလုပ် cash out refinance ပဲလုပ်နှစ်ခုစလုံးကချင်းငွေအသစ်နဲ့အစားထိုးတာဖြစ်တဲ့အတွက်မိမိရဲ့လက်ရှိနေတဲ့ interest rate ကပြောင်းသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ refinance နှစ်မျိုးကြောင့်ကျွန်မပြပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီမှာ cash out အကြောင်းကျမတို့သွားကြည့်အောင်ရှင်ဆိုတော့လွန်ခဲ့တဲ့3နှစ်တုန်းကကျမအိမ်ဝယ်ခဲ့တယ်အဲ့တုန်းကအိမ်ဈေးက3သိန်း down payment ကကြတော့ကျမက 10% ပေါ့နော်10%3000ပြင်ထားခဲ့တယ်ဆိုတော့ကျမရဲ့ loan amount ချင်းငွေပမာဏကကြတော့2သိန်း9000 okay 2သိန်း9000မှာအခုကျမကအိမ်ကိုထားပါတော့ခေါင်မိုးပြန်ပြင်ချင်တယ် cash ပြန်ထုတ်ပြီးတော့မှကျမကအိမ်မှာ renovation ပြန်လုပ်မယ်ဆိုပတ်စံဘယ်လောက်ရနိုင်မလဲပေါ့အဲ့ဒီမှာလွန်ခဲ့တဲ့3နှစ်တုန်းကနဲ့အခုအိမ်တန်ဖိုးတွေကမတူတော့တာဖြစ်တဲ့အတွက်ကျမရဲ့အိမ်ကိုပြန်ပြီးတော့မှ appraiser နဲ့ပေါ့နော်ဒီ current market value လက်ရှိမှာဈေးကွက်တန်ဖိုးဘယ်လောက်ရှိလဲဆိုတာကိုတန်ဖိုးဖြတ်ဖို့လိုတယ်ဆိုတော့ appraiser ကနေပြီးတော့မှအိမ်တန်ဖို့သတ်မှတ်မှာဖြစ်ပါတယ်ဆိုတော့ appraiser ကနေပြီးတော့မှ okay သူကဒီအိမ်ကိုဓာတ်ပုံရိုက်တယ်အိမ်ကိုလှည့်ပတ်ကြည့်ရှုပြီးတဲ့ခါကျတော့ appraisal report ပြန်ထွက်လာတဲ့အချိန်မှာကျမရဲ့အိမ်တန်ဖိုးကကျတော့3,480,000ဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့ဒီမှာကျမတို့က cash out ထုတ်လို့ရှိရင်အားလုံးကိုထုတ်ပြလို့မရဘူးအိမ်မှာ equity ပြန်ချန်ထားရတယ်ဆိုတော့ equity ဆိုတာဘာကိုပြောတာလဲဆိုအိမ်အရင်းကိုပြောတာပေါ့နော်ဆိုတော့ဆိုလိုတာက3,480,000ဆိုရင်အားလုံးကိုထုတ်လို့မရဘူးအိမ်ထဲမှာဒီအိမ်တန်ဖိုးရဲ့20%ကိုခြံထားရတယ်ဆိုတော့အဲ့3,480,000ကို20% နဲ့မြောက်တော့6,900ကျော်ပေါ့ဆိုတော့အဲ့ဒါကို equity အနေနဲ့ပြန်ထားခဲ့ပြီးတော့အမှကျန်တဲ့ဥစ္စာအားလုံးကိုကျမတို့ကထုတ်လို့ရတယ်ပေါ့ okay ဆိုတော့ဒီရနိုင်တဲ့ loan amount ကဘယ်လောက်ဖြစ်မလဲဆိုတော့2,900,000ကျော်အဲ့ဒီမှာကျမတို့ LTV ဆိုတာလေးတွေ့တယ် LTV ဆိုတာဘာကိုပြောတာလဲဆိုတော့ loan to value ratio ကိုပြောတာဆိုတော့အိမ်တန်ဖိုးဘယ်လောက်မှာချင်းငွေကဘယ်လောက်ဆိုတာပေါ့နော်ဆိုတော့ဒီမှာဆိုရင်80%ဆိုအိမ်တန်ဖိုးက100ဆိုလို့ရှိရင်ချင်းငွေက80အဲ့လိုမျိုးပြောတာဒီမှာဆိုအိမ်တန်ဖိုးက3,400,000ကျော်ချင်းငွေကကျတော့2,900,000ကျော်ဆိုတော့ပြီးလို့ရှိရင်ကျမတို့ရဲ့လက်ရှိမှာ mortgage ကဘယ်လောက်အကျွေးကြံသေးတာလဲပေါ့နော်ဆိုတော့လက်ရှိ mortgage မှာကျမကအတိုးတွေရောပြီးတော့မှအရင်းတွေလည်း extra payment တွေလုပ်ထားတဲ့အတွက်2သိန်းကျန်တယ်ဆိုလို့ရှိရင်အဲ့ဒီစွမ်းနာတော့ကရနိုင်တဲ့ loan amount ကနေပြီးတော့မှလက်ရှိအကျွေးကိုပြန်နှုတ်လို့ရှိရင်တော့ကျမတို့ရနိုင်တဲ့ cash out လုပ်လို့ရတဲ့ amount ထွက်လာမှာဖြစ်ပါတယ်ဆိုတော့ဒါကကြတော့ဒီ cash out refinance လုပ်တဲ့အခါမှာ loan officer တွေတွက်ကြတယ်ပေါ့နော် calculation လေးကိုပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ထပ် video မှာပြန်ဆုံပါမယ် bye bye အားလုံး